The Deep Dive ကိုပြန်လည်ကြိုဆိုပါရဗျာလူငယ်ရှင်တိုင်းမှာလေအိမ်မဆိုးတစ်ခုတော့ရှိကြတယ်အဲ့ဒါကဘာလဲဆိုတော့ကိုကအပင်ပန်းခံအားဒီအချင်းနေငွေတွေစိုက်ထုတ်ပြီးဖန်တီးထားတဲ့ product ကိုဘယ်သူမှလက်မကြည့်တာပဲဒီနေ့ကျွန်တော်တို့ပြောကြမယ်အကြောင်းကတော့လေအဲ့ဒီအိမ်မဆိုးကိုအဆုံးသတ်ပေးနိုင်မဲ့နီလန်တစ်ခုအကြောင်းပါခမန်ဒါတွေရပ်ပြီး customer ရဲ့ဦးနှောက်ထဲကိုတိုက်ရိုက်ဝင်ကြည့်တဲ့ခရီးတစ်ခုကိုအတူတူတွားကြပါမယ် Ryan Levesque Ask Method ဆိုတဲ့စာအုပ်ကိုအခြေခံပြီးဆွေးနွေးသွားမှာဖြစ်ပါတယ်ဟုတ်ပါတယ်ရှင်ဒီစာအုပ်ရဲ့အဓိကအချက်ကလေအရန်ရှင်းနေတော့တကယ်ကိုအစွမ်းထက်တယ်လူငါအများစုကြာရှုံးရတာဟာ product အရေးတွေကြောင့်မဟုတ်ဘူးဈေးကွက်ကိုနားမလည်လို့တယ်ကိုဘကဒါကတော့ကောင်းတယ်ဒါကတော့လူတွေလိုအပ်မှာပဲလူ user ပြီးထုတ်လုပ်လိုက်တယ်ဒါပေမဲ့ customer တကယ်တမ်းလိုအပ်နေတာနဲ့သူတို့တကယ်နာကျင်ခံစားနေတာနဲ့လွဲချော်နေတာမျိုးပေါ့ဆိုတော့ဒီနေ့မှာအဲ့ဒီလွဲချော်မှုတွေမဖြစ်အောင်ခက်မှန်းချက်တွေကိုအချက်လက်အမှန်တွေနဲ့အစားထိုးနိုင်မဲ့အဓိကအချက်၅ချက်ကိုလက်တွေ့ဥပမာတွေနဲ့တကွနည်းနည်းပြောပြသွားကြမယ်နော်ကောင်းပြီဗျာဒါဆိုရင်လေကျွန်တော်တို့ဖမဆုံးအချက်ကိုစကြည့်အောင်ဟုတ်ကဲ့အဲ့ဒါကတော့ the deep dive survey လို့ခေါ်တယ်အခြေခံအကြဆုံးအုံမြစ်ပေါ့နော်ဒီ survey ရဲ့အဓိကမေးခွန်းကတခုတည်းပဲဒီအကြောင်းအရာနဲ့ပတ်သက်ပြီးခင်ဗျားရဲ့အကြီးမားဆုံးစိတ်ခေါ်မှုစိတ်ပျက်စရာဒါမှမဟုတ်မေးခွန်းကပါလေတဲ့ဒါမဲ့အဲ့ဒါကတာမန် survey မေးခွန်းနဲ့ဘာများกว่าလို့လဲဗျာဘာလို့ဒီတခုတည်းကဒီလိုအစွမ်းထက်နေရတာလဲဒါကအရင်ရေးကြီးတဲ့အချက်ပါရှင်တမယုတ်ချ market research တွေကကျမတို့ service ကိုတစ်ခဏစီအထိဘယ်လောက်ပေါ်ကြလဲဆိုတာမျိုးမေးတတ်ကြတယ်လေအဲ့ဒါက quantitative data လို့ခေါ်တဲ့ကိန်းဂဏန်းလေးပဲပေးနေတာဒါပေမဲ့ဒီ deep dive survey ရဲ့မေးခွန်းက open ended feature အတွက် qualitative insights တွေကိုပေးပါတယ်ဆိုလိုတာကလူတွေရဲ့စိတ်ခံစားမှုပါတယ်ဘာသာစကားသူတို့တကယ်သုံးတဲ့စကားလုံးတွေသူတို့ရဲ့တကယ်လက်တွေ့ကြုံနေရတဲ့စိတ်ပျက်စရာတွေကိုရရှိလာပါအဲ့မှာ linguistic mirroring effect ဆိုတာဖိလာတာပေါ့ linguistic mirroring ဆိုတာကစိတ်ဝင်စားစရာပဲမလားဒါပေမဲ့ဒီနည်းလမ်းကနည်းနည်းတော့အန်တီရမရှိဘူးလား customer ပြောတဲ့စကားလုံးအတိုင်းကောက်သုံးလိုက်တော့စရုပ်ဆန်သွားပြီးစစ်မှန်မှုမရှိဘူးလို့ထင်သွားနိုင်တာမျိုးပေါ့အဲ့ဒါကိုဘယ်လို balance လုပ်ရမလဲကောင်းတဲ့မေကုံပါရှင်ဒါကစကားလုံးတွေကိုကြက်သူတွေလိုလိုက်ပြောခိုင်းတာမဟုတ်ပါဘူးသူတို့သုံးတဲ့စကားလုံးတွေရဲ့နောက်ွယ်က emotion နဲ့ pain point ကိုနားလည်ဟောပါသူတို့ကစိတ်ကုန်တယ်လို့ပြောရင်ကို marketing မှာစိတ်ကုန်နေပြီလားဆိုပြီးပြန်သုံးနိုင်တယ်သူတို့ကအချိန်မရှိဘူးလို့ပြောရင်အချိန်ကုန်တက်တာစီမြန်ဆိုတဲ့စကားလုံးနဲ့ချိတ်ဆက်ပေးနိုင်တယ်လေအဲ့ဒီခါမှာ customer ကဟာဒီလူငါစိတ်ကိုဖတ်နိုင်တယ်ငါပြဿနာကိုတကယ်နားလည်ပေးတာပဲလို့ချက်ချင်းခံစားရစေတာပါတဘာပါကွီဒါကိုလက်တွေ့ဥပမာလေးတစ်ခုနဲ့ပြောကြည့်အောင်ဗျာရန်ကုန်က online parenting courses တွေရောင်းတဲ့ McKin Center ဆိုပါတော့သူကအစကဘာတွေမှားပြီးယူဆထားခဲ့တာလဲသူကလေမိဘတွေရဲ့အဓိကပြဿနာတွေဟာကလေးကိုစိုးမထိန်ချောင်းနေနီးလန်းတဲ့ကျောင်းမရင်းနဲ့ညီတဲ့အစားတောက် screen time စားတာတွေလို့ယူဆထားခဲ့တာဒါတွေကကျူးကျောင်းစီလျော်တဲ့ယူဆချက်တွေပါပဲဒါပေမဲ့သူ့တင်တန်းကိုအပ်တဲ့သူကအရန်နေနေတယ်အဲ့တော့သူကမိဘတယောက်အနေနဲ့တားသမီးပြူစုရမှာအကြီးဆုံးစိန်ခေါ်မှုကဘာလဲဆိုတဲ့မိကုံတစ်ခုတည်းကို Facebook group တစ်ခုမှာ Google Form နဲ့တင်ပြီးမေးလိုက်တယ်ပေါ့တကယ်ထွက်လာတဲ့အဖြေတွေကဘာတွေဖြစ်နေလဲသူထင်ထားတာနဲ့တခြားစီပဲလားလုံးဝကိုတခြားစီပါပဲရှင်တကယ်နာကျင်မှုတွေကရုပ်ပိုင်းဆိုင်ရာပြဿနာတွေထက်စိတ်ပိုင်းဆိုင်ရာခံစားချက်တွေဖြစ်နေတာကိုတွေ့လိုက်ရတယ်အဖြစ်အများစုကနံပါတ်1အလုပ်ပြားလို့သားသမီးနဲ့ quality time မပေးနိုင်ဘူးဆိုတဲ့အဖြစ်ရှိတယ်လို့ခံစားချက် guilt နံပါတ်2ကကလေးကအယမ်းကြီးချရင်ဒေါသထွက်ပြီးအော်မိတယ်ဆိုတဲ့ခံစားချက်နောက်ပြီးနံပါတ်3ကငါဟာမိခင်ကောင်းတော့ဟုတ်ရဲ့လားလို့အမြဲတန်တရားဝင်တယ်ဆိုတဲ့ self doubt ဒီပါ wow ဒါကသူထင်ထားတဲ့ how to ပြဿနာတွေမဟုတ်တော့ဘူး feeling ပြဿနာတွေဖြစ်နေတာပေါ့အဲ့ဒီလို insight အသစ်ကိုတီးသွားတဲ့အခါသူ့ရဲ့ marketing message ကိုဘယ်လိုပြောင်းလိုက်လဲအဲ့ဒီလို message လေးတစ်ခုပြောင်းလိုက်တာနဲ့တင်ရက်လက်ကဘယ်လောက်ထိပြောင်းလဲသွားလဲဗျာကင်းကနနဲ့ပြောပြလို့ရမလားသူကသူ့ရဲ့ course topic နဲ့ကြုံညာခေါင်းစဉ်တွေကိုအကြီးအကျယ်ပြောင်းပစ်လိုက်တယ်အရင်ကထိရောက်တဲ့ခလေးဆုံးမနီးများဆိုတဲ့ခေါင်းစဉ်အစအခုကျတော့အလုံးမြတဲ့မန်မေတွေအတွက်သားသမီးနဲ့အရွယ်သွေးရှိတဲ့အချိန်ဘလို့ဖန်တီးမလဲ guilt မခံစားရပဲဆိုပြီးပြောင်းလိုက်တာရက်လက်ကတော့မယုံနိုင်စရာပဲ course enrollment က 8% ကနေ 34% ထိတက်သွားတယ် Facebook ကြော်ညာတွေရဲ့ click through rate ဆိုလိုတာက
ကြော်ညာကိုမြင်တဲ့သူတရားမှာ click နဲ့ဝင်ကြည့်တဲ့နှုန်းက 0.8% ကနေ 4.2% အထိခုန်တက်သွားတယ်ပြီးတော့တလဝင်ငွေ8သိန်းချက်ကနေ34သိန်းချက်အထိတိုးတက်လာခဲ့တာပါ ဟုတ်ပြီဒါရမလုပ်ခဲ့ရင်အရင်လိုပဲဝင်ငွေရှစ်သိန်းနဲ့ရုံးကနေရအောင်ပါပဲ customer ကိုနားမထောင်မိရင်ဘယ်လောက်နစ်နာနိုင်လဲဆိုတာရှင်းနေတာပဲဒါဆိုပထမဆင့်မှာ customer ရဲ့စိတ်ထဲအကြီးမားဆုံးပြဿနာကိုသိသွားသည်ဒါပေမဲ့အဖေတွေက guilt ခံစားရတယ်ဆိုတဲ့သူတတ်တယ် self doubt ဖြစ်တယ်ဆိုတဲ့သူတတ်တယ်အမျိုးစုံထွက်လာမှာပဲဒီလူအုပ်စုအားလုံးကိုစကားတစ်ခုနဲ့ဘယ်လိုဆွဲဆောင်မလဲဗျာ အဲ့ဒါလားအရန်ကောင်းတယ်မေဟုံးမရှင်အဖေကတော့မဆွဲဆောင်ရဘူးပါပဲအဲ့မှာဒုတိယချက်ဖြစ်တဲ့ market segmentation ကအရေးပါလာတာပါဈေးခွက်ဆိုတာတသားတည်းမဟုတ်ဘူးလေမတူညီတဲ့လိုအပ်ချက်တွေနားကျင်မှုတွေရှိတဲ့အုပ်စုငယ်လေးတွေနဲ့ဖွဲ့စည်းခါလာ asmata မှာတော့ survey အဖြေတွေကနေ customer တွေကိုမတူညီတဲ့ပုံ buckets တွေထဲခွာထည့်တဲ့နည်းလမ်းကိုသုံးပါတယ်သူတည်တာရလူတယောက်ချင်းစီရဲ့တီးတန့်ဆန်းတဲ့ personalized messaging ကရေပြူရေဆန်းတဲ့ generic messaging ထက်6ဆပိုထိရောက်တယ်လို့ဆိုရတယ် 60ဆိုတာကတော်တော်ကြီးတဲ့ကိန်းကနန်းပဲ။ဘာကြောင့်အဲ့ဒီလောက်တောင်ကွာခြားတော့ရတာလဲ။လူတွေကကိုတိတန့်ပြောတယ်လို့ခံစားရရုံနဲ့ပဲလား အဲ့ဒီမှာတင်စိတ်ပညာကပါလာတာပါ generic message ကိုလူတွေကကြော်ညာလို့မြင်မိမဲ့ personalized message ကိုတော့အကြံဉာဏ်လို့မြင်သွားတယ်ဒီလူကငါပြဿနာကိုနားလဲတယ်ငါအတွက်အဖြေရှာပေးနေတာဆိုရင်ယုံကြည်မှုချက်ချင်းတီးဆောက်ပြီးတာဖြစ်သွားလို့ပါ ။တောင်းပြီ။ဒါကိုမန္တလေးက accounting software ရောင်းတဲ့ကိုဇော်ဝင်းရဲ့ဥပမာနဲ့ကြည့်အောင်။သူ့ရဲ့ကနဦး message ကဘလို့ရေဘူးရဆန်ခဲလို့အလုံးမဖြစ်ခဲ့တာလဲ သူကအစပိုင်းမှာမြန်မာအစည်းအဝေးလူငယ်များအတွက်ရုပ်ရှင်သောစာရေး in software ဆိုတဲ့ message တစ်ခုတည်းကိုပဲသုံးခဲ့တာလူတိုင်းကိုရေးရွေးတာဘယ်သူမှထိထိမိမိမရှိခဲ့ဘူးလေသူ့ရဲ့ website ကိုလာကြည့်တဲ့သူတွေကဝေယူသူဖြစ်သွားတဲ့ non conversion rate က 2.5% ပဲရှိခဲ့တယ်အဲ့ဒါနဲ့သူက SME လုပ်ငန်းရှင်တွေကို survey လုပ်လိုက်တဲ့အခါထူးခြားတဲ့ bucket ၄ခုကိုတွေ့ရှိခဲ့တယ်ပထမတစ်ခုက spreadsheet strugglers တွေ Excel ကိုသုံးနေရတာစိတ်ရှုံနေပြီး formulas တွေနားမလဲအမှားများတယ်လို့ခံစားနေရသူတွေပေါ့ဒုတိယ bucket က compliance warriors တွေသူတို့ကအခွန်နဲ့တရားဥပဒေရေးရာကိုစိုးရိမ်နေကြတာတတိယ bucket က growth scalers တွေလုပ်ငန်းကြီးလာလို့ manual process နဲ့အလုပ်မဖြစ်တော့ဘူးလို့ညင်းနေကြသူတွေနောက်ဆုံး bucket က time savers တွေပေါ့စာရေးအင်ကိုကိုလိုက်လုံးနေရလို့အချိန်ကုန်သက်သာချင်သူတွေပါ ဒီလို backup လေးခုကိုတီးသွားတဲ့အခါသူကသူ့ရဲ့ marketing ကိုဘယ်လိုအတိအကျပြောင်းလဲလိုက်တာလဲဥပမာတစ်ခုလောက်ပေးလို့ရမလားဗျ သူက bucket တစ်ခုထင်းနေအတွက်တီးတန် landing page တွေ fund ဒီခဲ့တယ်ဥမာ spreadsheet strugglers တွေအတွက်ယူရတဲ့ page မှာ Excel ကရှုပ်ထွေးလွန်းလာ3 clicks နဲ့ financial reports ရယူပါဆိုတဲ့ခုံးစမျိုးသုံးခဲ့တယ် compliance warriors တွေအတွက်ကြတော့ tax audit ကိုစိတ်ပူနေလား IRD စံနှုန်းနဲ့ကိုက်ညီတဲ့ reports တွေအလို့လျောက်ထူယူပါဆိုပြီးသူတို့ရဲ့အကြီးမားဆုံးစိုးရိမ်မှုကိုတိုက်ရိုက်ချိကင်ပြခဲ့တာ အဲ့ဒီလို laser focus ဖြစ်သွားတဲ့အခါ conversion rate ကဘယ်လောက်အထိတက်သွားလဲ သူရဲ့ overall conversion rate က 2.5% ကနေ 11.3% အထိခုန်တက်သွားတယ်3လအတွင်းမှာအယောင်ပမာဏ 4.5 set တက်လာခဲ့ပါတယ်ရှင်ဒါဟာလူတိုင်းကိုမြည်ရွယ်ပဲသက်ဆိုင်ရာလူတစုချင်းစီရဲ့ပြဿနာကိုတိကျကျဖြေရှင်းပေးနိုင်ခဲ့လို့ပဲကိုဇော်ဝင်းကအရင်လိုရေးပြီး message တခုတည်းဆက်သွားနေရင်သူ့စီဝယ်နိုင်ရရှိတဲ့ compliance warriors တွေ growth scalers တွေအများကြီးကိုလက်လွတ်ဆုံးရှုံးနေမှာပဲ ဟုတ်ပြီဒါဆို customer တွေကိုအုပ်စုခွဲပြီးသူတို့ဘာသာစကားနဲ့ပြောဖို့အရေးကြီးတာတည်ပြီဒါပေမဲ့လူတိုင်းကစာစီစာကုန်းလို့အရေးကြီးဖြေပေးဖို့အချိန်မရှိဘူးလေပိုများများနဲ့ပိုလွယ်လွယ် segment ခွဲနိုင်တဲ့နည်းလည်းမရှိဘူးလား ရှိပါရဲ့ရှင်အဲ့ဒါကတတိယအချက်ဖြစ်တဲ့ the micro commitment bucket survey ပါပဲဒါက multiple choice မေကွန်း3ခါကိုလောက်ပေးပါတယ် quiz အတိုးလေးတွေပါဒါကစိတ်ပညာမှာ foot in the door technique လို့ခေါ်တဲ့အယူဆပေါ်မှာအခြေခံထားတယ်လူတစ်ယောက်ကကတိကဝတ်အသေးလေးတစ်ခုဥပမာ quiz အတိုးလေးတစ်ခုဖြေပြီးသွားရင်ပိုကြီးတဲ့ကတိကဝတ်ဥပမာ product တစ်ခုဝယ်ဖို့အလားအလာပိုများသွားတယ်ဆိုတာပါပဲ အော်ဟုတ်ပြီကျွန်တော်တို့ Facebook ပေါ်မှာတင်ဟာဘလို့ခေါင်းဆောင်မျိုးလဲဆိုတဲ့ quiz လေးတွေတွေ့ရင်ဝင်ဖြေကြည့်မိကြတာမျိုးပေါ့ အဲ့ဒါအသေးဖွဲလေးနဲ့စတာပဲရှင် ဒါကရန်ကုန်က skincare products တွေရောင်းနေမှာတက်ခိုင်ရင်ဥမာနဲ့တူမယ်ထင်တယ်ဗျာသူ့မှာ product အမျိုးအစားတွေအရန်များတော့ customer တွေကဘာဝယ်ရမှာမပြီးပဲရှုပ်ကုန်တာမျိုးပေါ့ choice paralysis တင်နေတာ အတီးကြပဲအဲ့ဒါနဲ့သူကသူ့ website မှာ skin quiz တခုထည့်လိုက်တယ်ခေါင်းစဉ်ကတဲ့တဲ့ perfect skincare routine ကို scan ချုပ်စစ်တွင်ရှားဖွေပါဆိုပြီးပေါ့ quiz ထဲမှာ skin type အဓိကစိုးရင်မှုအသက်အပိုင်းအခြား budget စတဲ့ multiple choice မေးခွန်း9ခုလောက်ပဲပါပါတယ် quiz ဖြေပြီးရင်ဘာဆက်ဖြစ်လဲဗျာ
အဖြစ်တစ်ခုတန်းပေးလိုက်တာလား quiz ဖြေပြီးွားတဲ့အခါဖြေဆိုသူရဲ့အဖြေပေါ်မူတည်ပြီး your skin profile oily prone youth ဆိုတာမျိုးနဲ့တို့တဲ့တီးတန့် product recommendation တွေပြပေးလိုက်တယ်ပြီးတော့အသေးစိတ် guide နဲ့ discount code လိုချင်ရင်တော့ email ထည့်ခိုင်းလိုက်တာပေါ့ ဒီနည်းလမ်းကတကယ်ပဲအလုပ်ဖြစ်လားလူတွေက quiz တွေကိုတကယ်ပဲဖြေကြလားပြီးတော့ဒါကအယောင်အပေါ်ဖလို့တက်ရောက်မှုရှိသွားတယ် ရလက်တော့အတန်ရပါပဲ quiz ကိုညီကြည့်သူ 68% ကအဆုံးထိဖြေဆိုခဲ့ကြတယ် quiz ဖြေတဲ့သူတွေရဲ့ conversion rate က 18% ရှိပြီးမဖြေတဲ့သူတွေက3% ပဲရှိခဲ့တယ်အရေးကြီးဆုံးက product returns 60%လျော့ကျသွားတယ်ဘာလို့လဲဆိုတော့လူတွေကကိုယ့်အတွက်မှန်ကန်တဲ့ product ကိုဝယ်မိသွားလို့ပါနောက်ပြီးဒီ quiz က share goal ဖြစ်တဲ့အတွက်တခြားသူတွေပါဝင်ဖြေကြပြီး organic reach လို့ခေါ်တဲ့အခဲမှန်ပြန်တမ်းမှုတွေပါတိုးလာခဲ့ပါတယ် ကောင်းပြီ quiz တွေကနေ data တွေအများကြီးရလာပြီ oily skin သမားတွေ growth seekers တွေစသဖြင့်ခွဲခြားတည်လာပြီဒီ data တွေကိုတင်ထားယုံပဲလားဒါမှမဟုတ်ဘလို့အသုံးချရမလဲ အဲ့ဒီမှာစတူထချက်ဖြစ်ခဲ့ the follow up formula ဝင်လာပါတယ်ဒါက ask segment prescribe ဆိုတဲ့သုံးဆင့်ပါတဲ့လုပ်ငန်းစဉ်မှာ prescribe ဆိုတာကဆရာဝန်တယောက်ကယောဂရှောက်ဖက်ပြီးစေညွှန်းပေးသလိုပါပဲ customer ရဲ့အခြေအနေပေါ်မူတည်ပြီးသူတို့အတွက်ကူညီအဖြစ်ဆုံး product ကိုညွှန်းပေးတာမျိုးပါဒီနီလန်ကကိုရောင်းသူ sales person ကနေယုံကြည်ရတဲ့အကြံပေး trusted advisor အဖြစ်ကိုပြောင်းလဲပေးနိုင်ပါတယ်ရှင် ဒါကိုမနေ့က online business courses တီရောင်းတဲ့ဥကျော်သူရဲ့ဥပမာနဲ့ကြည့်ကြအောင်ဗျာသူရဲ့ပြဿနာက email list ထက်ကလူတိုင်းကို course အားလုံးကြောင်းတူညီတဲ့ email တွေပို့နေလို့ enrollment နည်းနေတာပဲ ဟုတ်ပါတယ်အဲ့ဒါလေသူက business assessment quiz တခုပို့ပြီး email list ကို aspiring entrepreneurs new launchers growth seekers scale masters ဆိုပြီး bucket ၄ခုခွဲလိုက်တယ် ပြီးတော့သူကဘလို့ညွှန်ပေးခဲ့တာလဲဒီ course ပဲပါလို့တဲ့ကြီးပြောတာလား အဲ့ဒီလိုလုံးဝမပြောပါဘူးရှင်သူက bucket တစ်ခုချင်းစီအတွက်တည်တံ့ email sequence တွေပို့ခဲ့တယ်ဥပမာ aspiring entrepreneurs ဆိုတဲ့ bucket ထက်ကလူလီကိုသူတို့အတွက်အစမနဲ့ course C ကဘာကြောင့်မသိတော့သေးကြောင်းအခြေခံကြတဲ့ course A ကဘာကြောင့် perfect ဖြစ်ကြောင်းရှင်းပြပြီးညွှန်ပေးခဲ့တယ်သူကဒါကိုဝယ်ပါလို့တိုက်ရိုက်မပြောပဲခမရဲ့အခြေအနေရဒါလည်းခမအတွက်တင်းတော်ဆုံးပါဆိုတဲ့ပုံစံနဲ့ချင်းကပ်ခဲ့တယ်ဒါကယုံကြည်မှုကိုအကြီးကျယ်ဒီဆောက်ပေးနိုင်ခဲ့တာပေါ့ ဒါယုံကြည်မှုတိဆောက်တာတော့ဟုတ်ပြီဒါပေမဲ့ email engagement နဲ့အယောင်ပေါ်မှာတော့တီးတာလည်းပြောင်းလဲရှိခဲ့တာဗျာ အယမ်းတည်တာခဲ့ပါတယ်သူရဲ့ email ဖွင့်ဖတ်တဲ့နှုန်း open rates တွေက 28% ကနေ 65% ထိတက်လာခဲ့တယ်။မာရီနဲ့ course ဝယ်ယူမှုတွေရ 25% ကနေ 3% ကိုကျဆင်းသွားတယ်။ဒါအပြင် customer တွေအတွက်ကြိုးကြောင်းစီလိုတဲ့နောက်ထပ်အစင်းမြင့် course တွေကိုဝယ်ယူနိုင်မဲ့လမ်းကြောင်းတစ်ခုကိုပါဖန်တီးပေးနိုင်ခဲ့ပါတယ် အခုထိက customer တွေကိုဘယ်လိုဆွဲဆောင်မလဲဘယ်လို product အမှန်ကိုရောင်းမလဲဆိုတာတွေပြောခဲ့ကြတယ်ဒါပေမဲ့နောက်ထပ်ပြဿနာကြီးတစ်ခုရှိတယ်တဲ့အဲ့ဒါကတော့ဝယ်တော့မလို့နဲ့မဝယ်ပဲထွက်သွားတဲ့သူတွေပဲ shopping cart ထည့်ပြီးမှပျောက်သွားတာမျိုးပေါ့အဲ့ဒါကိုရောဘယ်လိုဖြစ်ရှင်းမလဲ ။အဲ့ဒါကနောက်ဆုံးပင်နမအချက်ဖြစ်တဲ့ the funnel optimization ပါရှင်။လုပ်ငန်းရဲ့ sales funnel မှာဘယ်နေရာမှာ using မှု leaks ဖြစ်နေလဲဆိုတာကို ask method နဲ့ရှာဖွေတာပါ။ဒါကို exit intent survey, purchase abandonment survey, post purchase survey လို့မျိုး mini surveys တွေသုံးပြီးလှုပ်ဆောင်နိုင်ပါတယ်။ဘာကြောင့်မဝဲတော့တာလဲလို့တိုက်ရိုက်မေးလိုက်တာကခံမှန်းနေရတာဒါမှမဟုတ်အချင်းကုန်လူပန်းတဲ့ AB testing လုပ်နေရတဲ့ဒါထက်အများကြီးပုံမြန်ပြီးထိရောက်တယ်လေ။ ရန်ကုန်က online bookstore လုပ်တဲ့မယမဲဥပမာကိုကြည့်အောင်ဗျာသူ website မှာ shopping cart abandonment rate က 78% ရှိနေတယ်ဆိုတာကတော်တော်ဆိုးတဲ့အခြေအနေပဲသူက delivery fees ကြောင့်လို့ထင်ပြီး free delivery ပေးကြည့်တာတော့တိတ်မထူးခြားခဲ့ဘူး ဟုတ်မှာသူကခံမှန်းချက်နဲ့ပြဿနာကိုဖြေရှင်းနေမိတာကိုအဲ့ဒါနဲ့သူက funnel ရဲ့နေရာအစုံမှာဘာကြောင့်မဝယ်ဖြစ်တော့လာလဲဆိုရယ်မေကွန်းတူလေးထည့်ပြီးတီတာကောက်ခဲ့တယ် အဲ့လီတော့တကယ်လူတွေကဘာကြောင့်မဝဲပဲထွက်သွားကြတာလဲ delivery fees ကြောင့်မို့ရင်ဘာဖြစ်မလဲသူထင်တာနဲ့တခြားစီထင်နေမှာပဲ လုံးဝကိုမျိုးလေးမထားရဖြစ်ဒီပါနံပါတ်1အကြောင်းရင်းက delivery fees မဟုတ်ပဲဝယ်မဲ့စာအုပ်ကကိုယ့်အတွက်မှန်ကန်တဲ့ရွေးချယ်မှုဟုတ်မဟုတ်မသိကြချင်းချင်းနေတယ်ဥပမာစာအုပ်ရဲ့အတွင်းစာမျက်နှာနမူနာလေးတွေကြည့်ကြည့်နာ reviews နေနေတာမျိုးတွေပေါ့ဒုတိယအကြောင်းရင်းကမှ payment security ကိုစိုးရိမ်တာဖြစ်ပါတယ် ဒီအချက်တွေကိုတီးသွားပြီးနောက်မှာသူဘာ action တွေချက်ချင်းလုပ်ခဲ့လဲ သူကပြဿနာအမှန်ကိုတည်သွားပြီဆိုတော့ဖြည့်ရှင်းချက်အမှန်ကိုလုံနိုင်သွားတယ်လေစောက်ရဲ့အတွင်းပိုင်းကိုကြည့်နိုင်တဲ့ look inside feature ထည့်ရ customer reviews တွေတိုးအောင်လုပ်တာ KBC pay wave pay လိုမျိုး payment options တွေထည့်တာ secure checkout လို security badges တွေပြတာမျိုးတွေလုပ်ခဲ့တယ် ဒီအပြောင်းလဲလေးတွေက
သူ့ရဲ့ conversion rate ပေါ်မှာဘယ်လောက်ထိတက်ရောက်မှုရှိသွားလဲဗျ ရလက်ကတော့အမခံပါပဲသူ့ရဲ့ conversion rate က 1.5% ကနေ 5.8% အထိလေးဆနီးပါးတက်လာပြီး card abandonment rate က 78% ကနေ 51% ကိုကျဆင်းသွားခဲ့ပါတယ်ရှင်။ဒါကပြဿနာအမားကိုဖြေရှင်းနေမိချင်းရဲ့အနေအကိုကောင်းကောင်းမီးမောင်းထူပြလိုက်တာပါပဲ ကောင်းပါဗျာဒီနေ့ဆွေးနွေးခဲ့တာတွေကတကယ်ကိုတန်ဖိုးရှိပါပဲနားထောင်နေသူတွေချက်ချင်းဆက်လုပ်လို့ရမယ်10 minutes စာ action plan လေးတစ်ခုလောက်ပေးခြင်းပါတယ်အရင်ရိုးရှင်းပါတယ် step 1 Google form တစ်ခုဖွင့်လိုက်ပါ step 2မေးခွန်းတစ်ခုတည်းထည့်ပါကိုယ့်ရဲ့ niche နဲ့ပတ်သက်ပြီးခင်ဗျားရဲ့အကြီးမားဆုံး challenge ကဘာလဲဆိုတာပါ step 3ဒီ link ကိုကိုယ့်ရဲ့ Facebook page customer group ဒါမှမဟုတ် email list ထဲကို share လုပ်လိုက်ပါကိုကတော့အဖြေ20ကနေ50လောက်စုဆောင်းပြီးဘလို့စကလုံးတွေဘလို့စိတ်ခံစားမှုတွေဘလို့ patterns တွေထက်ခါပါနေလဲဆိုတာကိုလေ့လာဖို့ပါပဲ နောက်ဆုံးထားစဉ်းစားစရာအချက်လေးတစ်ခုနဲ့အဆုံးသတ်ချင်ပါတယ်ရှင်အောင်မြင်တဲ့ marketing ဆိုတော့ creative genius ဖြစ်ဖို့တဲ့ listening intelligence နားထောင်နိုင်စွမ်းရှိဖို့ကပိုအရေးကြီးတယ်ဆိုတဲ့အချက်ပါပဲ customer စီမှာအဖြေတွေကအစင်းသင်းရှိနေပြီးသားပါလုပ်ငန်းရှင်တွေရဲ့အလုပ်ကမှန်ကန်တဲ့မိကွန်းကိုမှန်ကန်တဲ့နီးလည်နဲ့မေးဖို့ပဲလိုအပ်ပါတယ်။ဒါကြောင့်ဒီနေ့ကစပြီး commenter တွေရက်ပြီးမိကွန်းတစ်ခုတည်းနဲ့စတင်လိုက်ဖို့တိုက်တွန်းရင်ဒီ season ကိုညီကုန်းချုပ်လိုက်ပါစေရှင်။